ဒီမှာလုံနေတဲ့3နှစ်တာကာလတွင်မှာအလောက်ခေါ်စာတစ်ခုတင်တဲ့ချိန်ကြရင်အများဆုံးမေးခံရတဲ့မေးခွန်းကပါလဲဆိုတော့အကိုလုံနေတဲ့ operation ကမြန်မာလူမျိုးပိုင်တာလားမြန်မာလူမျိုးပိုင်ဟိုတယ်လားမြန်မာလူမျိုးပိုင်စားသောက်ဆိုင်လားပေါ့အစရှိသဖြင့်ပေါ့လေနော်ဆိုတော့စဉ်းစားကြည့်ရပေါ့လေနော်ဘာလို့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာလူမျိုးပိုင် operation တွေမှာ80% 90% သောဝန်ထမ်းတွေကအလုံးမလုံးချင်ကြရလဲပေါ့ကိုရီလည်းအဖြေရှာကြည့်ရပေါ့ကွယ်ဆိုတော့သူတို့ရဲ့ feedback ရဒီဘန်ကောက်မှာပဲဖြစ်စေဖူခက်မှာပဲဖြစ်စေဒီထိုင်းတနိုင်ငံလုံးမှာမြန်မာပိုင်တဲ့ဒီ operation တွေအများကြီးပါဆိုတော့ဘန်ကောက်မှာဆိုရင်ဒီပြီးခဲ့တဲ့2လ3လလောက်ခန့်ကမှဒီ operation တခုဒါဝန်ထမ်းတဲ့ပြဿနာတွေလစာနဲ့ပတ်သက်ပြီးတော့အကြီးအကျယ်ပြဿနာဖြစ်သွားတာတွေအများကြီးရှိရလေဆိုတော့အလစာမရှင်းပေးတာတို့ဗာလဲ9ရက်4ရက်ကိုပတ်စံမပေးဘဲနဲ့ဖြတ်လိုက်တာတို့အစရှိဖြစ်ပေါ်လေတော့အများကြီးပေါ့လေနော်အဲ့လိုကြားနေရတာပေါ့နော်ဆိုတော့ကိုရီလည်းဒီ F&B sector ကကျင်လေးဆိုတော့အကောလုံးမြင်နေသိနေကြားနေရဆိုတော့လေအဲဆိုတော့ကိုရီလည်း survey လုပ်ကြည့်ရပေါ့လေနော်ဘာလို့ဒီမြန်မာလူမျိုးပိုင်စားသောက်ဆိုင်တွေမှာဒီဝန်ထမ်းတော်များများကအလုံးမလုံးချင်ကြရလဲဆိုတော့ကိုရီ survey ဆရာ analysis လုပ်ကြည့်လိုက်တဲ့အချိန်မှာပထမတစ်ချက်ကလုံးချိန်အရန်များတာလုံးချိန်ကထင်တယ်ကျွန်တော်ထင်တယ် more than 10 hours လောက်ဖြစ်မယ်ထင်တယ်နောက်တစ်ခုကလုံးချိန်များပြီးတော့ကိုရသေးရထိုက်တဲ့ဒီကိုယ့်ရဲ့ position နဲ့ညီမျှတဲ့ဒီကိုယ့်ရဲ့အလုပ်အခါကိုမရရှိရပေါ့လေနော်ဆိုတော့လေတကယ်တမ်းဆိုရင်အခု2026ကာလမှာထိုင်းနိုင်ငံရဲ့အခြေခံလစာကဝန်ထမ်းတယောက်ရဲ့အခြေခံလစာက12000ကနေ1000ခွဲကြားရှိတဲ့အချိန်မှာအဲ့လောက်တောင်မှပဲမပေးနိုင်တဲ့ဆိုင်တွေအများကြီးရှိတယ်နောက်တစ်ခုကအလုပ်ချိန်ကိုကောင်းပုံဖြတ်တာဆိုတော့ထားလိုက်တော့ officially working hour က10နိုင်ဆိုပါစို့ဒါပေမဲ့7နိုင်12နိုင်ဖြစ်သွားရှိလိုက်ပဲဒါကတော့ကျွန်တော်တို့စီမှာလည်းရှိတယ်ထုံးစံပဲဒီ gas တွေရဲ့ it depend on the situation တွေ right ဆိုတော့အဲ့တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အချိန်များရင်လည်းများကောင်းများသွားနိုင်တယ်ဒါပေမဲ့အဲ့ဒီအချိန်များတာနဲ့အလျောက်သူတို့ရတဲ့ရထိုက်တဲ့ overtime လို့ခေါ်တဲ့အချိန်ပိုကြီးသူတို့ပေးရမယ်လေအဲ့ဟာတွေရှိတယ်အဲ့ဟာတွေမပေးတာတော့နောက်တစ်ခုကဥပမာဒီကိုယူထားတဲ့ position နဲ့ညီမျှတဲ့ JD လို့ခေါ်တဲ့ job description တေချာလေးမချပေးနိုင်တာပေါ့နော်ဥပမာဒီမြန်မာစကားနဲ့ပြောရင်အစုံတုပ်ပေါ့လေနော်ဆိုတော့ဒီဟိုနေရာလဲဝင်လုပ်လိုက်ဒီနေရာလဲဝင်လုပ်လိုက်ကိုကဥပမာ waiter position နဲ့ယူထားရင် professional waiter တယောက်ယူရမဲ့ JD ထဲအများကြီးပုံနေတာမျိုးတို့ရှိရပေါ့လေနော်အဲ့ဒါကြောင့်ဒီမလုပ်ချင်ကြရတွေများတယ်နောက်တစ်ခုက management type type က family type သွားတာများတယ်ထင်တယ်နော်ကျွန်တော်သိရတဲ့လောက်တော့လေဆိုတော့တချို့ဆိုင်တွေကလည်းကောင်းကောင်းရှိလိမ့်မယ်ကျွန်တော်ပြောတာဒါခြုံပြီးတော့ပြောတာပေါ့လေနော်ဆိုတော့အဲ့ management ပုံစံကမိသားစု family type ပုံစံသွားကြတဲ့ချိန်မှာကိုယူထားတဲ့တာဝန်ကိုလုပ်ရမယ့်အလုပ်တွေထက်အများကြီးပို့လုပ်ရတာပေါ့လေနော်ဆိုတော့အဲ့ဟာတွေရှိတယ်နောက်တစ်ခုကဝန်ထမ်းအင်အားမညီမျှတာမလုံလောက်တာပေါ့နော်ဒီ operation ရ run နေတဲ့အချိန်မှာဒီ gas ရဲ့ capacity ကလည်းအရင်များတယ်တနေ့ modern ထားလိုက်ပါတော့ modern 10 table အထက်ဆိုရင် waiter waitress ကဘယ်နှယောက်ထားရမလဲဆိုပြီးတော့သူသတ်မှတ်ချက်တွေရှိတယ်လေနော်အဲ့ဒီအချိန်မှာဒီဝန်ထမ်းမလုံလောက်ဝန်ထမ်းကိုလုံလောက်မခန့်ထားတဲ့အချိန်မှာဒီမှာလက်တွေ့ရှိနေတဲ့ဝန်ထမ်းတွေကအချိန်ပိုတွေဆင်းရပြီးတော့ဒီအများကြီးပင်ပန်းကြတယ်ပေါ့လေနော်အဲ့ဒါကလည်းမလုပ်ချင်တဲ့အကြောင်းရင်းအထဲမှာပါတယ်လို့ထင်တယ်ပေါ့နော်ခုနပြောသလိုပဲ family type ပေါ့လေနော်မိသားစုလိုပဲတူတူလုပ်ရမယ်တူတူသွားရမယ်ဆိုပြီးတော့လေတကယ်တမ်းကျတော့လေအလုပ်လုပ်တယ်ဆိုတာကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်နဲ့သူ့ရဲ့ပတ်စံကိုလဲလောက်တာကွာသိရမလားကျွန်တော်တို့ရဲ့စိတ်ထဲမှာကျေးဇူးတင်စရာလည်းမလိုဘူးကိုယ့်ရဲ့ဒီကိုယ့်ရဲ့ knowledge တွေ product knowledge တွေကိုယ့်ရဲ့ language skill တွေကိုယ့်ရဲ့ဒီ guest နဲ့ relationship နဲ့ပတ်သက်ပြီးတော့ guest relationship နဲ့ပတ်သက်ပြီးတော့သူများနဲ့မတူအောင်ကျွမ်းကျင်တဲ့ဟာတွေကိုမှရှိတယ်ကိုမှအချိန်တွေရှိတယ်သိရမလားသူ win-win situation လေကျွန်တော်အများအားပြောနေကြ win-win situation ပေါ့သူတို့ဘက်ကဒီဝန်ထမ်းကိုခေါ်ရဲဆိုရင်ဒီဝန်ထမ်းကိုပေးထားတဲ့ position နဲ့ပေးထားတဲ့ JD နဲ့တက်နိုင်တဲ့လောက်
ကိုက်ညီဆုံးဖြစ်အောင်လုပ်ပေးရမယ်လေဟုတ်တယ်မလားအဲ့ဆိုလေအဲ့ဟာတွေဒီမလုပ်ပေးနိုင်တာလည်းပါတယ်ပေါ့နော်ဆိုတော့အဓိကအရေးကြီးဆုံးက management ပုံစံပေါ့ဒီ time မှာဆိုရင် foreign management နဲ့ local management နဲ့တော့မတူဘူးကွာဆိုတော့လေအဲ့ဒီနေရာပြဿနာအဖြစ်ပြက်လေးကိုတတိယလာလို့ဒီ video လေးလုပ်လိုက်တာပေါ့နော်ဆိုတော့ဒါကျွန်တော်တို့အခုလုပ်နေတဲ့ operation ကို 100% perfect ဖြစ်ပါတယ်လေကျွန်တော်ကတော့မပြောဘူးဒါပေမဲ့သူရတဲ့ရထိုက်တဲ့ဟာတွေရတဲ့ရထိုက်တဲ့လာစာတွေကိုကျွန်တော်တို့အကောင်းကောင်းမွန်ဆုံးဖြစ်အောင် sport လုပ်ပေးထားလို့ကျွန်တော်တို့ပြောပြချင်ပါတယ်ဒီထိုင်းနိုင်ငံမှာရှိတဲ့မြန်မာလူမျိုးတော်တော်များများကဘာလို့မြန်မာပိုင်တဲ့ restaurant operation တွေမှာမလုပ်ချင်ရတယ်ဆိုတဲ့အကြောင်းရင်းလေးကျွန်တော် analysis လုပ်ထားတဲ့ကွက်တီကြလားကြားချင်မှလည်းကြားမယ်ပေါ့နော်ဒါကတော့ကျွန်တော်ပြောပြတာပါ okay bye bye